မိမိတို့ရဲ့ Gmail က password ပြန်ကြည့်နေဆွေတို့ဖုန်းထဲကဒီ Chrome လေးထဲဝင်လိုက်ပါပြီးပြီဆိုရင်ပေါ်က1434ထဲဝင်လိုက်ပါစတင်ကိုထပ်မှန်ပြီးတော့နှိပ်ပါလက်လီနဲ့ပေါ်ဆွဲတင်လိုက်ပါပေါ့နော်အောက်ကကျွန်တော်တို့ Google Password Manager ဆိုတဲ့ဟာကိုနှိပ်ပါလက်ပွေထည့်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့လက်ပွေထည့်ထားတာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒါ Google နဲ့လိုက်ပါဒီနေရာမှာလက်ပွေထည့်ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုမိတ်ဆွေတို့ဒီနေရာရောက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ပေါ့နော်ကောက်ကြည့်တဲ့ပုံစံပေါ့နော်ကြည့်တဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာ Gmail ကောက် password ကြည့်နေပေါ့နော်မိတ်ဆွေတို့ကကြည့်မယ်ဆိုရင်ဒီနေရာမှာလုံလေးနှိပ်လို့ရပါတယ်အားလုံးပဲမင်္ဂလာပါအဆင်ပြေကြပါစေ